အခန်း73ဆွေမျိုးများနှင့်အတိုက်ခံဖခင်ကြီးပြန်လွန်တော်မူပြီးနောက်မောင်ထွန်းရှိရင်တဲ့၌ဘာတွေလို၍လိုနေမှန်းမသိဟာတာတာဖြစ်၍ကြံခဲ့ရသည်ဖခင်ကြီး၏စာပနာအခန်းအတွင်း၌မတိသားတော့လဲစာပနာကိစ္စအပြီးတွင်ပိုး၍တိတာလာခဲ့သည်မောင်ထွန်းရှိကဏီမြို့လုံယုံမှထွက်လာရခြင်း၏အဓိကအကြောင်းရင်းမှာလဲဖခင်ကြီးအားအနိကပြုစုဆောင်ရှောက်ရန်ဖြစ်နေတဲ့ကဲ့သို့ယခုဖခင်ကြီးမရှိတော့သောအခါမောင်ထွန်းရှိအတွက်ဥတီးယားပြောက်ရည်ရွယ်ချက်မဲ့အတိတ်ပဲမရှိဖြစ်နေရသည်ဤတွင်မောင်ထွန်းရှိစဉ်းစားရတော့သည်ယခုသူကိုယ်တိုင်သင်္ကန်းဝတ်ထားရခြင်းမှာလဲဖခင်ကြီးနှင့်အတူနေထိုင်သတင်းသုံးပြီးပြုစုရန်အတွက်သာဖြစ်နေသည်ဖခင်ကြီးမရှိတော့သောအခါသင်္ကန်းစီးထားရန်လဲမလိုအပ်တော့ပေထို့ကြောင့်လူဝေလဲ၍လူဘုံလောက၌ကျင်လည်လှုပ်ရှားရန်စန္ဒများဖြစ်ပေါ်ခဲ့သည်ထို့အတွက်ကြောင့်လဲတနေ့၌ဦးလေးအတော်အကိုအမစသည့်ဆွေမျိုးများအားမိမိလူထွက်တော်မူအကြောင်းကိုဖွင့်ဟပြောဆိုလိုက်သည်ထိုအခါဆွေမျိုးများကကိုတော်ရဲ့ဘာဖြစ်လို့လူထွက်မှာလဲခမဲတော်ကြီးမရှိတော့ပေမဲ့ဘာမှစိတ်အားငယ်စိတ်မဖြစ်နဲ့ဖေ။တပည့်တော်တို့ကိုတော်အတွက်လူလေးလေးမရှိစီစဉ်ပေးပါမယ်မဟုတ်ဘူးဗျကျုပ်ကလူပဲထွက်ချင်တာမဟုတ်တာကိုတော်ရဲ့အခုကျောင်းမှာနေသားကြနေပြီပဲလူထွက်လိုက်ရင်ဘဝတစ်ကနေပြန်စားရမှာမဟုတ်လားဘဲကနေပြန်စားရဗျာကျုပ်ကတော့လူထွက်ချင်တာအဓိကပဲထို့သောအခါမြစ်သားမြို့၌ရေဝန်းရွာစိုင်းသေးကျောင်း၌ကျောင်းထိုင်ဆရာတော်ဖြစ်တရင်သုံးလျက်ရှိနေသောမောင်ထွန်းရှိ၏အကိုဝမ်းကဲတော်ဆက်သည့်ဆရာတော်ဦးစံတော်ဘာသာကလည်းအရှင်ဖေဟာဒီရွာမှာအရှင်ဖေရဲ့ဦးလေးတွေညီဝမ်းကွဲတူဝမ်းကွဲတွေရှိနေတာပဲအရှင်ဖေအတွက်ထွေထူးထူးဘာမှလိုအပ်မှာမဟုတ်ပါဘူးတကယ်လို့ဒီเจ้าမှာမနေကျင်တော့ဘူးတရင်မသုံးကျင်တော့ဘူးဆိုရင်တောင်တပည့်တော်เจ้าကိုလိုက်ခဲ့ပါတပည့်တော်ကเจ้าထိုင်ဆရာတော်ဆိုပေမဲ့အရှင်ဖေကိုစိတ်တိုင်းကြနေထိုင်ခွင့်ပေးထားမှာပါဒါကြောင့်တပည့်တော်ရဲ့เจ้าကိုလိုက်ချင်ရင်လိုက်ပါလူတော့မထွက်ပါနဲ့တပည့်တော်เจ้าမှာပဲစိတ်ချမ်းသာသလိုတရင်သုံးပါဖေဟာဤတွင်မောင်ထွန်းရှိသည်စဉ်းစားလိုက်ပြီးမိမိ၌စိတ်ကူးရည်ရွယ်ချက်ရှိနေသည့်အတိုင်းမိမိ၏အလိုလဲပြေဆွေမျိုးများ၏အလိုလဲပြေဝရအောင်ကဲဒါဆိုလဲလူမထွက်တော့ဘူးဗျာဒါပေမဲ့ကျုပ်ကမျက်မမြင်ကြောင်းဖွင့်ကျင်တာဒီလိုမျက်မမြင်ကြောင်းဖွင့်ရင်တော့လူမထွက်ဖြစ်တော့ဘူးမဖွင့်ပြရင်တော့လူထွက်မှာပဲဦးစင်းမောင်ထွန်းရှိကဤသို့ပြောဆိုလိုက်သောအခါဆွေမျိုးတော်တစုမှလည်းမျက်လုံးပြူးသွားရပြီးစဉ်းစားရကျက်သွားရလေသည်အမားဖြစ်သူမသိန်းတင်နှင့်မသိန်းလွင်တို့ကလည်းရင်ပန်းများကိုစီဖိလျက်အလိုတော်ကိုတော့နဲ့ဘလို့များကြံစီလိုက်တာတော့သူများဒုက္ခရှာလို့ဒီလိုကြောင်းဖွင့်မယ်ဆိုရင်စားဝတ်နေရေးကအစအကုန်လုံးအခမဲ့လုပ်ပေးရမှာတပည့်တော်တို့မိသားစု4-5-8ယောက်တောင်းမနေ့ရှာဖွေပြီးရုံးကင်စားတောက်နေရတာကိုတော်သာကြောင်းဖွင့်မယ်ဆိုရင်လူတွေအများကြီးရောက်လာကြမှာမဖြစ်နိုင်ပါဘူးဖေဟာကျုပ်ကတော့ကြောင်းဖွင့်ရမှာကျင်းနေမှာဗျကြောင်းမဖွင့်ရရင်လူထွက်မယ်လို့ပြောပြီးပြီပဲ။ကိုင်းဒါဆိုရင်လည်းဟုတ်ပါပြီကိုရောရဲ့ကျောင်းဖွင့်လိုက်ပါပြီတဲ့ကျောင်းသားတွေရောက်လာပြီးမကြွေးမမွေးနိုင်ပဲမနိုင်ဝင်ဖြစ်နေရင်ကိုရောဘယ်နဲ့ဆက်လုပ်မလဲ။အိုးဗျာဒါလည်းလွယ်ပါတယ်ခမရတို့မိသားစုတွေတားမြေးတွေကိုမကြွေးနိုင်တော့ဘူးဆိုရင်ကိုင်းမင်းတို့လာရရက်စီကိုပြန်ကြတော့လို့ပြန်ခိုင်းလို့မရဘူးကျုပ်ကရတယ်ဗျကဲပြန်လိုက်ကြအောင်ဆိုပြီးပြန်ခိုင်းလိုက်ရုံပဲအဲ့ဒီလိုလှုပ်လို့ရောရရိုးလားဖေဟာဘယ်နဲ့လုံးမရမှာတော့သူတို့မှလည်းဆွေတွေမျိုးတွေနဲ့ပဲဗျာကျုပ်ကမကြွေးနိုင်သေးလို့ကိုယ့်ရွာပြန်ကြအောင်ဆိုရင်ပြီးသွားတာပဲမောင်ထွန်းရှိကဤတို့ပြောဆိုသောအခါဆွေမျိုးများမှရှေ့ဆက်မပြောနိုင်ကြတော့ပဲရေကမောကဖြစ်ဒါလဲဟုတ်တာပဲဟု၍မှတ်ချက်ချကမောင်ထွန်းရှိအားလက်လျှော့လိုက်ကြရတော့သည်မောင်ထွန်းရှိကိုယ်တိုင်မှလည်းမိမိလှုပ်ခြင်းသည်ကိုလှုပ်ရတော်မူဖြစ်သည်ဖြင့်ပျော်ရွှင်သွားခဲ့သည်မောင်ထွန်းရှိသည်ဆွေမျိုးများအားပြောဆိုတိုင်ပင်ပြီးသည့်အတိုင်းတနေ့၌ကျောင်းမှကိုရင်တစ်ပါးကိုခေါ်ခဲ့ကာရေစကြိုမြို့နယ်ကန်တစ်ကျေးရွာသို့ထွက်လာခဲ့သည်အကြောင်းမှာမိမိ၏ရည်ရွယ်ချက်ကိုအကောင့်ထဲဖော်နိုင်ရန်အဆိုပါကျောင်း၌တရင်သုံးလျက်ရှိသည့်ပခုတ်ကူမျက်မမြင်ကျောင်းထွက်ဆရာတော်ဥတုစိတ်ဓာတ်ရှိရာသို့ဥတီထွက်ခွာလာခဲ့ခြင်းပင်ဖြစ်လေသည်ဆရာတော်ဥတုစိတ်ဓာတ်မှာပခုတ်ကူကျောင်း၌မောင်ထွန်းရှိတို့တက်ရောက်ပညာသင်ကြားနေစဉ်အခါကမောင်ထွန်းရှိတို့တငယ်ချင်းတစုအားကူ
ကူညီစောင့်ရှောက်ပေးခဲ့သည့်ဦးစင်းကြီးဥတုစိတ်ဓာတ်ဖြစ်လေသည်ကျောင်းထိုင်ဆရာတော်ကြီး၏လက်ထောက်ဦးဒေဇောဘာသာ၏တပည့်ရင်တဦးလည်းဖြစ်ပြီးတခါခမောင်ထွန်းရှိတို့တငယ်ချင်းတစုအဆူအငေါက်ခံရတော့မိဘေးမှလွတ်ကင်းအောင်ကူညီလျှောက်ထားပေးခဲ့ဘူးသူတဦးလည်းဖြစ်နေလေသည်မောင်ထွန်းရှိသည်အလုပ်တစ်ခုလုပ်ရ၌ရည်ရွယ်ချက်ကြီးမှသူဇွဲကောင်းသူတဦးပေးပြီးကိုရင်တစ်ပါး၏လက်ကိုဆွဲလျက်ရေစကြိုမြို့သို့ရောက်အောင်လာခဲ့သည်စိတ်ထဲ၌လည်းဖခင်ကြီးအားပေးသွန်သင်ထားသည့်အတိုင်းအားနဲ့မန်းနဲ့ဆက်လုံးလမ်းကြောင်းကိုတဲတဲ့မှန်မှန်ရှာဟုသောစကားတို့ကိုပြန်လဲကြားယောင်လာကကြိုးစားလှုပ်ဆောင်ရမည်ဟု၍သာစိတ်ပိုင်းဖြတ်ထားလေသည်တို့ဖြင့်ဆရာတော်ဥတုစိတ်ဓာတ်ထံသို့ရောက်ရှိလာခဲ့သည်ဆရာတော်မှမောင်ထွန်းရှိကိုတွေ့လျင်တွေ့ချင်းအလိုကိုတော်ထွန်းရှိပါလားဘာအစီအစဉ်နဲ့ကြွလာတာလဲဖျားဟု၍ဝမ်ပန်တသားဖြင့်စီးကြိုနှုတ်ခွန်းဆက်ရင်းလာရောက်ရသည့်အကြောင်းရင်းကိုမေးမြန်းလေသည်မောင်ထွန်းရှိကလည်းဆရာတော်ကိုဖူးမြော်ကြော်ရင်းတင်မဖျားတပည့်တော်ဓာတ်ဆက်တစ်လုံးဝယ်ခြင်းလို့ပါဖျားဓာတ်ဆက်ကဘာလို့ဖို့ဒီလိုပါဖျားတပည့်တော်ကြောင်းထောင်ဖို့ရည်ရွယ်ချက်နဲ့ဟောပြောအလှခံဖို့ဝယ်ချင်တာပါအဲ့ဒီအတွက်တပည့်တော်မှာငွေကြေးအခက်ခဲလေးရှိနေတာကြောင့်အဆင်ပြေမယ်ဆိုရင်လဲငွေလဲခဏလောက်လှည့်ခြင်းချေးခြင်းလို့ပါဗျာမောင်ထွန်းရှိကဤသို့ပြန်လျှောက်လိုက်သောအခါဆရာတော်ကခိတ္တမြစဉ်းစားနေပြီးထို့နောက်ပြုံးရဲကားဖြင့်ရည်ရွယ်ချက်ကတော့ကောင်းပါတယ်ကျုပ်ရဲ့တကားမတွေစီမေးပေးပါမယ်ဒါနဲ့ငွေကဘလောက်လိုတာတော့15000လောက်ဆိုလုံလောက်ပါတယ်ဖေ။အိမ်ဒီလောက်ဆိုရင်တော့ရာကောင်းပါရဲ့ထို့နောက်ဆရာတော်ဥတုစိတ်ဓာတ်သည်ဒကမာတဦးဖြစ်သည့်မလှထေးဆိုသူထံငွေကျပ်15000ကိုအကျိုးအကြောင်းပြောယူကာမောင်ထွန်းရှိအားပေးလိုက်လေသည်မောင်ထွန်းရှိသည်ငွေရရှိလာသောအခါရခင်ကနေထိုင်ခဲ့ဘူးသောအလုတ်ယုံတရှိရာကနီမြို့နယ်ကျွဲဖိုးရွာသို့လာခဲ့လေသည်ကျွဲဖိုးရွာနှင့်အနီးရှိစုလေကုန်းရွာ၌တဲကိုနေထိုင်နေစဉ်အတွင်းတရက်၌အနီးရှိရွာတရားတင်တက်ဆက်ရောင်းစရာရှိကြောင်းသတင်းရရှိခဲ့သည်ထို့ကြောင့်အဆိုပါရွာသို့တက်ဆက်ဝဲရန်သွားရောက်ခဲ့ရသည်တက်ဆက်ရောင်းမည်သူမှာဥဖိုးနီဆိုသူဖြစ်ပြီးတက်ဆက်ပစ္စည်းအစုံကိုငွေကျပ်1000နှင့်ရောင်းချမည်ဟုလဲဈေးခေါ်ထားလေသည်မောင်ထွန်းရှိကကျောင်းထောင်မိအကြောင်းနှင့်ကျောင်းတွင်အသုံးမိအကြောင်းတို့ကိုပြောပြပြီးဈေးစစ်ရာဥဖိုးနီက9500ကျပ်ဖြင့်ရောင်းချပေးလိုက်သည်မောင်ထွန်းရှိတက်ဆက်များကိုဝယ်ယူပြီးကနီမြို့နယ်စုလေကုန်းရွာမှမုံရွာမြို့မှရွှေဘိုမြို့သို့ခရီးဆက်ခဲ့လေသည်ရွှေဘိုသို့ရောက်သောအခါရွာမှကားမထွက်သောရက်ဖြစ်နေသဖြင့်တက်ဆက်ပစ္စည်းများဖြင့်ဒုက္ခရောက်ရလေတော့သည်သို့တော်လည်းဖခင်ကြီးပြောဆိုဆုံးမထားသည့်အတိုင်းအားမငယ်နဲ့အားငယ်စရာမလိုဘူးကြိုးစားဖို့ပဲလိုတယ်ဆိုသည့်စကားတို့ကိုအမှတ်ရပြီးကားမထွက်တော့လဲရွာသို့ပြန်နိုင်မဲ့နီလန်းကိုကြိုးစားရှာဖွေလေတော့တယ်ထိုစဉ်မောင်ထွန်းရှိအနီးမှဖြတ်တန်းသွားသောမြင်းခွာတန်းနှင့်မြင်းလဲဘိန်းတန်းကိုကြားလိုက်ရပြီးချက်ချင်းအကြံရကမြင်းလဲတစ်စီးကိုခေါ်လိုက်လေတော့သည်မြင်းလဲရောက်လာတော့အခါလှဲเสียကဘယ်သွားမလို့လဲဖေရကြားရွာကိုသွားမလို့ဟာမနှောက်ပါနဲ့ဖေရကြားရွာကအဝေးကြီးရဲ့မြင်းလဲနဲ့ဘလို့လို့သွားမှာလဲလိုက်မင်းမလိုက်ဘူးဆိုတာသာပြောပါလိုက်မပို့ဘူးဆိုရင်လဲနောက်ထပ်လှဲတစ်စီးခေါ်ရတာပေါ့ဟုဆိုလိုက်တော့အခါမြင်းလဲเสียမှအကျန်းအိုက်သွားကခေါင်းကုတ်လျက်ခရီးအကွာအဝေးနှင့်တောင်းယူရမည့်ငွေကြေးတို့ကိုတွက်ချက်ခါ200ရရင်တော့လိုက်ပို့ပေးမယ်ဖေ။ရွာကလည်းအဝေးကြီး12မိုင်တောင်ဝေးတာပစ္စည်းတွေကလည်းအများကြီးဆိုတော့200ပေးရင်တော့လိုက်ပို့ပါမယ်။ဒါဆိုရင်လည်းသွားကြတာပေါ့ပစ္စည်းတွေတင်ပေးရောဟုဆိုလျက်စက်ပစ္စည်းတို့ကိုမြင်းလဲပေါ်တင်ကရွှေဘိုမြို့မှစတင်ထွက်ခွာလာခဲ့တော့သည်မောင်ထွန်းရှိစင်းလုံးပြက်ငှားရမ်းခဲ့သောမြင်းလဲမှာအော်လန်ခေါ်ဟွန်းကြီးနှလုံးကိုလှဲမိုးထိတ်၌ချိတ်လျက်မောင်းနှင်လာသောကြောင့်ဖြတ်တန်းလာခဲ့သမျှရွာတို့မှရွာသူရွာသားတို့သည်အထူးဆန်းအဖြစ်ထွက်ကြည့်ခြင်းကိုခံခဲ့ရသည်ထွက်ကြည့်လှဲကြည့်ခြင်းခံခဲ့ရသည့်အပြင်ဘာကြီးလဲဟာဟု၍လဲပြောဆိုသံများကြားနေရလေသည်ဤသို့တရွာဝင်တရွာထက်နှင့်မြင်းလွဲကိုမောင်းနှင်လာရာမောင်ထွန်းရှိတို့၏ကြားရွာသို့ပင်ရောက်ရှိလာခဲ့သည်ရွာကိုဖြတ်လျက်အိမ်ချံဝင်းအနီးရောက်သောအခါအိမ်ထဲမှအတန်များကိုလည်းမောင်ထွန်းရှိကြားလိုက်ရသည်ဟဲ့ဟောဟိုကလာနေတဲ့မြင်းလဲကလော်ကြီးတွေနဲ့ဟဲ့အလှခံမြင်းလဲထင်တယ်ဟင်းမဟုတ်ဘူးဟဲ့တို့ဝိုင်းနဲ့ဝင်လာပြီအိုးငါတို့ကိုတော့ပါလား
အမလီဖေအလိုကိုတော့ဒီတက်ဆက်ကြီးကဘာလို့ဖို့တော့ငါတို့ကိုတော်ကတော့လှုပ်လာပြီဟေးဘာတွေလည်းမသိဘူးအစရှိသဖြင့်အိမ်ရှိလူများမှတယောက်တစ်ပေါက်နဲ့တအံ့တော်ပြောဆိုလိုက်သောအခါမောင်ထွန်းရှိကလည်းမဆိုင်မတွဖြင့်လှဲပေါ်ကပင်ဆင်းမလာသေးပဲကြောင်းထောင်ဖို့အလှခံဟောပြောမလို့လေဟုပြန်လဲပြောဆိုလေသည်ထို့ကြောင့်လဲအမကြီးမသိမ့်တင်ကမောင်ထွန်းရှိအားတေးကြစွာကြည့်လျက်ကရုဏာဒေါသောဖြင့်အင်းလှုပ်လိုက်ဟေးလှုပ်လိုက်သူလှုပ်ချင်တာဆိုငယ်ငယ်ကလေးကရအောင်ကိုလှုပ်တော့တာပဲအခုမှတော့မထူတော့ပါဘူးကဲကိုတော်ရေကိုတော်လှုပ်ချင်တာမှန်သမျှလှုပ်တာလှုပ်ပေတော့ဟူ၍ပြောချလိုက်တော်လေသည်အခန်း14တက်လဲတက်နိုင်ပါကိုတော်ရဲ့မောင်ထွန်းရှိသည်မြင့်မမြင့်ချောင်းတီထောင်ရန်အတွက်ဆက်အစုံရရှိပြီးသောအခါအလူခံထက်ရန်စီစဉ်တော့သည်ထိုအခါကျောင်းထောင်ရန်အတွက်သာစိတ်ဆန္ဒပြင်းပြနေသောမောင်ထွန်းရှိအားအကိုကြီးအမကြီးများနှင့်ဆွေမျိုးတသိက်ကပူပန်ရပြန်သည်ယခုလဲအလူခံထွက်မည်ဆိုသဖြင့်မေးမြန်းရလေသည်ကိုတော်ကကျောင်းဆောက်ဖို့အလူခံထွက်မယ်ဆိုရင်တော့ဘယ်ကိုထွက်မှာလဲဖေဟာ။အိုးဒီနီးနားတဝိုက်ရွာတွေနဲ့ရွှေဘိုခင်ဦးရေဦးမုံရွာကဏီမြို့တွေကိုသွားမှာပေါ့။အလူခံထွက်တာတော့ဟုတ်ပါပြီ။ကိုတော့မှကားမရှိဘာမရှိနဲ့အဲ့ဒီမြို့တွေကိုဘာနဲ့သွားမှာတော့။ကျုပ်နွားလဲတစည်းကိုလာပြက်နဲ့ငှားပြီးသွားမှာဗျ။နွားလဲတောင်စုံစမ်းခိုင်းထားပြီးပြီ။အလိုလေးအလိုတော့ကိုတော့နဲ့တေးသေးချာချာစင်းစင်းဆာဆာလဲလုပ်ပါအောင်ဒီလောက်ဝေးတဲ့မြို့တွေကိုဘလို့လို့နွားလဲနဲ့သွားမလဲမတော်လန်းခီးမှာတခုခုဖြစ်ရင်ဒုက္ခကျုပ်အကုန်စဉ်းစားပြီးစီစဉ်ပြီးပြီဒီလိုနွားလဲနဲ့သွားတာအသင့်တော်ဆုံးပဲအမလီလောက်ကြပါအောင်တော့ကိုတော်ကတော့ပြောလို့လဲရမှာမဟုတ်ပါဘူးသူလှုပ်ချင်တာကိုဇွတ်တော့ဇွတ်ဤတို့ဖြင့်မောင်ထိုးရှိသည်နွားလဲတစည်းကိုလက်ပြက်နှင့်ငှားရန်ကကျောင်းမဖွင့်မီပင်ပညာသင်ကြားရန်ရောက်ရှိနေသောရွာထဲမှမျက်မမြင်တပည့်မောင်ငွေဆောင်အဆောင်အလျှောက်အဖော်အဖြစ်ကုညီလောက်ကိုင်းဆောင်ရွက်ပေးမိကျွဲဖိုးရွာမှမျက်စိမြင်သောမောင်တင်ဝင်းခင်ဦးမြို့နယ်လောင်းရှည်ရွာမှလှဲမောင်းမောင်တောင်းညွန့်တို့နှင့်အတူအလူခံရန်အလို့ငှာရွာမှစတင်ထွက်ခွာခဲ့ကြသည်ဆရာတော်ဦးညီရဦးစီးတီဆောင်ဖွင့်လှစ်မည့်ရွှေဘိုမြို့နယ်ကြားရွာပရာဟိတမျက်မမြင်ပညာသင်ကျောင်းဆောက်လုပ်ရန်အတွက်အလူခံပါတယ်ခမညာပရာဟိတမျက်မမြင်ကျောင်းအတွက်စေတနာတရားနည်းများမဆိုပါဝင်လှူဒန်းနိုင်ကြပါတယ်ခမညာမျက်မမြင်ကျောင်းဖွင့်ရန်အတွက်ဆရာတော်ဦးညီရကိုယ်တိုင်အလူခံကြွရောက်လာပါတယ်ခမညာမောင်ထွန်းရှိတို့သည်တရွာဝင်တရွာထက်ဖြင့်အလူခံကြရာအစဉ်ပြေသည့်ရွာများလည်းရှိတဲ့ကဲ့သို့အစဉ်မပြေသည့်ရွာများလည်းရှိခဲ့သည်အချို့ရွာများမှာလည်းတိလိုသည်များကိုမင်းမြန်စုံစမ်းကြသဖြင့်နားလေသဘောပေါက်အောင်ပြန်လဲရှင်းလင်းဖြေကြားပေးရပါတယ်။ဤအချိန်ခါမှစ၍မောင်ထွန်းရှိအားဆရာတော်ဦးညီရအဖြစ်ဒေသခံကြေးရွာများ၌လူသိများလာခဲ့ရသည်။ဆရာတော်ဖျားမျက်မမြင်ပညာသင်ကျောင်းဆိုတာဘလို့မျိုးလဲဖျားမျက်စိမမြင်တဲ့သူတွေကိုပညာသင်ပေးတဲ့ကျောင်းပေါ့စာရေးစာဖတ်တတ်ရမယ်ဒုတိယပစ္စည်းတွေကိုတီးမှုတ်တတ်ရမယ်လက်မှုပညာရက်တွေဖြစ်တဲ့တောင်းဖြာကျိုးစတာတွေကိုရက်လုပ်တတ်ရမယ်ဒီပညာတွေကိုသင်ပေးမှာပေါ့မျက်စိမမြင်တဲ့သူတွေကိုဘလို့သင်ပေးမှာလဲဖျားဒါကတော့သူ့ပညာနဲ့သူပေါ့ဒီပညာတွေတက်မြောက်သွားအောင်သင်ပုံသင်နည်းတွေအမျိုးမျိုးရှိပါတယ်ဒါနဲ့မျက်စိမမြင်တဲ့သူတွေရောရှိကြလို့လားဖေ။ဒီပညာတွေကိုရောတက်သွားကြရဲ့လား။အခုဆရာတော်ကိုယ်တိုင်မျက်မမြင်ပဲလေဒီပညာတွေကိုတက်မြောက်ထားလို့မမြင်တဲ့သူတွေမတက်သေးတဲ့သူတွေကိုလက်ဆင့်ကမ်းပြီးသင်ပေးကြတာပါ။ဤသို့ကြားသိရသောအခါမင်းမြန်းသူအပေါင်းတို့မှာအံ့ဩသွားကြကုန်သည်ဆရာတော်ဦးညီရကိုလည်းလေးစားကြည်ညိုသွားလျက်ပိုး၍လှူဒန်းကြလေသည်ဆရာတော်ဦးညီရတို့ဖွဲ့သည်လန်ခီရွာများ၌ဖုန်ကြီးကျောင်းရှိလျင်ဆရာတော်အားခွင့်ပန်လျက်ညအိတ်ရနာတဲခိုကြသည်ဖုန်တော်ကြီးကျောင်းမရှိလျင်အလင်းသင်းသည့်အိမ်များ၌၎င်းတခါတရံဤကဲ့သို့အစင်မပြေသည့်အခါဆရာတော်မှလှဲပေါ်၌၎င်းကျန်လူများမှလှဲအောက်၌တွင်၎င်းအိတ်ဆက်ရနာကြရသည်ဆရာတော်ဦးညီရတို့သည်နွားလဲပေါ်၌လော့စပီကာခေါ်ဟွန်းကြီးနှလုံးကိုတင်းဆောင်လျက်တရွာဝင်တရွာထက်ဖြင့်အလူခံကြသောအခါတချို့မှလည်းအထူးဆန်းဖြင့်ထွက်ကြည့်ခြင်းကိုခံရသည်တချို့မှလည်းလာရောက်လှူဒန်းကြသည်
တချို့မှလည်းမသိသလိုမျက်ကွယ်ပြုခြင်းကိုခံခဲ့ကြရသည်။တစ်နေ့ရွာတရွာသို့အရောက်တွင်ဆရာတော်ဦးညီရတီထောင်ဖွင့်လှစ်မည့်ပရာဟိတမျက်မမြင်ကြောင်းအတွက်အလူခံပါတယ်ခမညာဟု၍အတန်ချိတ်ဆက်ဖြင့်ကြေညာရာမြည်သူတဦးတယောက်မျှထွက်မလာကြပေ။တို့နှင့်ထက်ခါကြေညာနေတော်လဲထူးခြားမှုမရှိသေးချေဆရာတော်ဦးညီရတို့မှာနေ့လေစွန်းဖုံးပေးခြင်းလည်းဖြစ်ခရီးဝေးမှလာရခြင်းလည်းဖြစ်သည်ဖြင့်ပင်လဲပင်ပန်းစာလောင်မှုတို့လည်းဖြစ်ပေါ်နေခြင်းကြောင့်ရွာတွင်ရှိတစ်ပင်ရိပ်တစ်ခုအောက်တွင်လှဲကိုထိုးကနာနေအတန်ချိတ်ဆက်မှလည်းစော်ဩနေရလေသည်မျက်မမြင်ကြောင်းဆောက်လုပ်ရန်အတွက်အလူခံပါတယ်ခမညာဤကဲ့သို့အတန်ချိတ်ဆက်မှစက္ခာစော်ဩနေတော်လဲထူးခြားမှုမရှိသဖြင့်ဆရာတော်ဦးညီရမှနောက်တစ်မျိုးကြီးညာစော်ဩရပြန်သည်ငွေကြေးများအစင်မပြေလျင်လဲဆရာတော်အတွက်စွန်ခဲပွဲစက်ကက်လှူဒန်းနိုင်ကြပါတယ်ခမညာတို့တိုင်အောင်ရွာအတွင်းရှိအိမ်များမှတုတ်မြလှုပ်ရှားလာခြင်းမရှိသောကြောင့်နောက်တစ်ဖန်စော်ဩရပြန်နေစွန်ခဲဝဲများမတက်နိုင်လျင်လဲလက်ဖက်တုပ်ဂျင်းတုပ်ရင်နွေးချမ်းစသည်တို့ကိုလှူဒန်းနိုင်ကြပါတယ်ခမညာဟုကျင်ညာပေးနေတော်လဲရွာအတွင်း၌စိတ်မြဲငြိမ်သက်မြဲဖြစ်နေသေးသည်ထမှန်၍လက်ဖက်တုပ်ဂျင်းတုပ်တို့မရှိရင်လဲရေးနဲ့ရေးနွေးတို့ကိုလာရောက်လှူဒန်းနိုင်ကြပါတယ်ခမညာဆရာတော်ဦးညီရတို့သည်တစ်ပင်ရိပ်အောင်၌နားနေရင်အထက်ပါအတိုင်းအလူခံစော်နေရမှတခဏအကြား၌အိမ်တိမ်မှရင်နွေးချမ်းတအိုးလာရောက်လှူဒန်းလေသည်ဤသို့ရင်နွေးအိုးလာရောက်လှူဒန်းသောအခါဦးညီရတို့အဖွဲ့မှလည်းဝမ်းသာပျော်ရွှင်သွားကြရပြီးရေစားပြေအမောပြေအဖြစ်ရင်နွေးကိုသာထိုင်တောက်နေကြရသည်မကြာမီအချိန်အတွင်း၌အတော်ကြီးတစ်ယောက်မှလက်ဖက်တုပ်တပကံကိုလည်းလာရောက်ဆက်ကက်သဖြင့်အတိုင်းမသိပျော်ရွှင်သွားကြကလက်ဖက်တုပ်စားရင်ရင်နွေးတောက်ရင်ဖြင့်အလူရှင်များကိုဆက်လက်စောင့်မျှော်နေကြသည်သို့သောအချိန်ကြာမြင့်သည့်အထိစောင့်ဆိုင်နေကြတော့လဲလာရောက်လှူဒန်းသည့်အလူရှင်တဦးတယောက်မျှမရှိတော့ပေအချိန်မှလည်းနေမိုးလွဲပြီဖြစ်သောကြောင့်ဆရာတော်ဦးညီရမှလှဲပြင်ဆင်လျက်နောက်တရွာသို့ဆက်လက်ထွက်ခွာလာခဲ့ရတော့သည်ထိုနေ့ကနေစွန်းအဖြစ်လက်ဖက်တုပ်3စွန်းနှင့်ရေနွေး2ခွက်သာဟုံးပေးသုံးဆောင်ခဲ့ရလေသည်နောက်တရွာသို့ရောက်သောညနေ3နာရီခန့်ပင်ရှိနေပေပြီထိုအခါမှမျက်မမြင်ចောင်းသားမောင်ငွေဆောင်အဖော်မောင်တင်ဝင်းလှဲသမားမောင်တောင်းညွန့်တို့မှနေလေစာစားကြရရှာသည်ဆရာတော်ကိုယ်တိုင်မှနေလွဲစာကိုသုံးဆွဲခြင်းမရှိတော့ဘဲတရက်တာဥပုပ်သီလကိုသာစောင့်တည်နေတော့သည်တရက်၌လဲရွာတရွာမှတရွာသို့ကူးနေစဉ်ရုတ်တရက်မိုးတဲထန်စွာရာသွန်းမှုနှင့်ကြုံရလေသည်ထိုအခါဆရာတော်ဦးညီရတို့မှလူကိုသာမိုးရေဆိုခန့်လျက်ပါရှိသမျှသောထီမိုးကာတို့ကိုစက်များမဆိုးအောင်ကာကွယ်ဖုံးဖိကြရသည်မိုးသည်လည်းအချိန်ကြာမြင့်စွာတဲမဲရွာသွန်းနေသဖြင့်ရှိသမျှလူအလုံးမှတကိုယ်လုံးရွှဲဆိုကုန်ရလေသည်ထိုကဲ့သို့နေဘူးမရှောင်မိုးရွာမရှောင်တရွာပြီးတရွာတမြို့ပြီးတမြို့ကိုအလှခံထွက်ကြရာ3နှစ်မြကြာမည်ဟု၍ရခင်ကခံမှန်းထားတော်လဲ2နှစ်မြဖြင့်ထိုက်တင်သောငွေကြေးတို့ကိုရရှိခဲ့ပါသည်ဆရာတော်ဦးညီရသည်ဤကဲ့သို့ငွေကြေးပြေဆုံးသောအခါအလှခံခြင်းကိုရပ်တန့်၍ကျောင်းဆောက်လုပ်ဖွင့်လှစ်ရန်စီစဉ်ရတော့သည်ကျောင်းဖွင့်ရန်အတွက်ဆွေမျိုးများနှင့်တိုင်ပင်ရသည်ကဲဗျာကျောင်းဆောက်ဖို့အတွက်တော့ငွေကြေးအတော်ပြည့်စုံသွားပြီတင်းတဲ့မြေဝဲပြီးစောက်ဖို့ပဲကြံတော့တယ်အရှင်ဖျားကဘလို့မြေမျိုးဝဲပြီးစောက်လုပ်ဖို့ရည်ရွယ်ထားလဲဖျားမြေကတော့ဒီနာဝင်းကျင်ပေါ့မြေကွက်ရပြီးမှကျောင်းဆောင်အတွက်ထက်စဉ်းစားရမှာပဲဒါဆိုရင်လေတပည့်တော်မှာရှိတဲ့မြေ4ဧကကိုလှူဒန်းပါမယ်မြေအတွက်မစဉ်းစားတော့ပဲကျောင်းဆောင်အတွက်သာစဉ်းစားပါတော့ဖျားဟု၍နောင်တော်ကြီးဦးထွန်းဤကရွာနှင့်တမိုင်ခန့်ဝေးသည့်စိန်ပန်းကုန်းအမည်ရသောမြေကွက်ကိုလှူဒန်းလေသည်ထိုအခါဆရာတော်ဦးညီရသည်ကျောင်းသားတို့အတွက်တင့်အဆင်ပြေမိကျောင်းဆောင်3ဆောင်ကိုစတင်ဆောက်လုပ်လေသည်ကျောင်းဆောင်များကိုစောက်လုပ်အကောင့်ထဲဖော်သည့်အခါ၌လဲလာရောက်ကြည့်ရှုသူများမှမောင်ထွန်းရှိတဖြစ်လဲဆရာတော်ဦးညီရကိုပြောစမတ်တွင်ကြရလေသည်အမလီတော်ကျောင်းဖွင့်ဖို့အလူခံတာကိုသူမို့လို့ကြံကြီးစီယာနွားလဲကိုလာပြက်ငှားပြီးတရွာဝင်တရွာထက်အလူခံတဲ့တက်လဲတက်နိုင်ပါပြီကိုတော်ရဲ့အံ့ရောအေးမှတ်ထားအဲ့ဒါမှငါတို့ဦးညီရကွာ
ဟေ့ဥညရာကိုဘာထင်တယ်လဲကွာမကြခင်မှာရာဇဝင်တွင်တော့မှာနော်ညီတို့ပင်ဖြစ်စေဆရာတော်ဥညရာဤတောင်ဆောင်တို့မှာမကြခင်စောက်လုပ်ပြီးစီတော်မူဖြစ်သည်ဖြင့်ရည်ရွယ်ချက်အတိုင်းကျောင်းဖွင့်တင် जा ပေးနိုင်တော်ပေမည်အခန်း15ထူးခြားသည့်ကျောင်းမျက်မမြင်ပညာသင်ကျောင်းဖွင့်လျက်ရန်စိတ်အားထက်သန်နေသောဆရာတော်ဥညရာသည်ကျောင်းကိုတလတည်းဖြင့်အပြီးဆောက်လုပ်လေသည်ကျောင်းဆောက်လုပ်ရန်ငွေကြေးပြည့်စုံနေပြီဖြစ်သည်ဖြင့်လည်းအဆအရာရာလွယ်ကူလျင်မြန်နေသည်ကျောင်းသို့လည်းစာသင်ဆောင်အိပ်ဆောင်စသဖြင့်ခွဲခြားဆောက်လုပ်ထားသည်ငယုံလတွင်စတင်ဆောက်လုပ်သောကျောင်းကိုဝါဆိုလပြည့်နေ့၌ဖွင့်နိုင်ရန်စီစဉ်လေသည်သို့သောကျောင်းဆောင်အစာအုပ်များဆောက်လုပ်ပြီးစီးသွားတော်လဲလာရောက်အနံတက်ရောက်ကြသည့်ကျောင်းသားကျောင်းသူတဦးမျှမရှိသေးချေဆရာတော်ဥညင်ရသည်ကျောင်းသားများမရှိတော့လဲမျက်မမြင်ကျောင်းသစ်၌ပြောင်းရွှေ့သတင်းသုံးနေသည်မျက်မမြင်ကျောင်း၏ရှေ့ဘက်တွင်ဝင်းကြီးရွာအနောက်ဘက်တွင်လျက်ကုန်းရွာတောင်ဘက်၌ကြားရွာမြောက်ဘက်၌လက်ပံကုန်းရွာတို့ရှိပြီးမျက်မမြင်ကျောင်းသည်အလယ်၌တည်ရှိနေကရွာများနှင့်လည်းတမိုင်ကျော်ဝေးကွာလျက်ရှိသဖြင့်လူသူကင်းမဲ့လျက်ရှိနေသည်ဆရာတော်ဥညင်ရသည်ကျောင်း၌တပါးတဲ့သတင်းသုံးနေတော်လဲအမကြီးမသိမ့်တင်ကနေစဉ်စွန့်ပို့ပေးလျက်ရှိသည်တခါတရံနေ့လယ်နှင့်ညနေတို့တွင်ရွာရင်းရှိလူများနှင့်ဘုန်းကြီးကျောင်းမှကိုရင်ငယ်များလည်းလာရောက်လဲပတ်စော်ကစားလေးရှိနေကြသည်တရက်ညနေပိုင်း၌ဆရာတော်ဥညင်ရမှထိုင်ကုန်မော်ထိုင်၍ရေနွေးချမ်းတောက်လျက်ရှိနေပြီးကိုရင်ငယ်တို့မှလည်းကျောင်းဝင်းအတွင်လာရောက်စော်ကစားလျက်ရှိနေစဉ်မျက်မမြင်တဦးသည်အဖော်တဦးနှင့်အတူခရီးဆောင်အိတ်နှင့်အထော်အပိုးများဆွဲ၍ကျောင်းရှိရာသို့လာရောက်နေသည်ကိုရင်ငယ်တို့မှမြင်သည်ဖြင့်ဆရာတော်အားလျှောက်ထားကြသည်ဖုံမျက်မမြင်တယောက်အထုပ်တွေနဲ့လာနေတယ်ဖေဟာဟေးဟုတ်လားကျောင်းသားထင်ပါရဲ့ကွာကြိုလိုက်ကြသို့သောထိုသူအနီးနားသို့ရောက်သောအခါထင်မှတ်ထားသောကျောင်းသားမဟုတ်ဘဲဆရာကိုမြင့်ပိုင်းဖြစ်နေလေသည်ဆရာကိုမြင့်ပိုင်းကဥညင်ရအားဝိပြုကြော်ရင်ကိုတော်နေကောင်းလားဖေဟာအင်းကောင်းပါတယ်ဗျာဒါနဲ့ဒီကိုဘလို့လို့ရောက်လာတာလဲကိုတော်ကျောင်းဖွင့်မဲကြားတာနဲ့ကိုတော်စီမာကူညီရင်မှီခိုရင်ရောက်လာခဲ့ရတာပါဖေဟာအိမ်ကောင်းတာပေါ့ဒီကျောင်းမှာမြန်မာလက်နှိပ်အကျော်ပြင်ဆရာတယောက်ရသွားတာပေါ့ဆရာကိုမြင့်ပိုင်းသည်ပခုတ်ကူကျောင်းတွင်မြမလက်နှိပ်အကျော်ပြင်ဆရာတဦးဖြစ်နေသဖြင့်ဆရာတော်ဥညင်ရကျောင်း၌ကျောင်းသားတဦးမှမရှိသေးတော့လဲမျက်မမြင်ဆရာတဦးထပ်မံတိုးခဲ့ရလေသည်ဆရာတော်ဥညင်ရ၏ကျောင်း၌ကျောင်းသားများကိုပညာသင်ကြားပေးရန်ဆရာနှစ်ဦးရှိနေပြီးကျောင်းသားမရှိသေးသောကြောင့်ကျောင်းသားရရှိရန်စီစဉ်ရတော့သည်ကျောင်းစာတင်ဖွင့်လှစ်အပြီးဆရာသာရှိပြီးကျောင်းသားမရှိသောထူးခြားသည့်ကျောင်းဟုပင်ခေါ်ဆိုရပေလိမ့်မည်ဆရာတော်အလူခံသွားရောက်စင်းခါကရွာနှင့်4 မိုင်ကျော်ဝေးသည့်သီးလုံးရွာမှမောင်ကျော်တင့်ဟူသောအသက်22နှစ်အရွယ်မျက်မမြင်လူငယ်တဦးရှိနေသည်ကိုသိရှိထားခဲ့သည်ထို့ကြောင့်လဲဆရာတော်သည်၎င်းရွာသို့သွားရောက်ကာမောင်ကျော်တင့်၏မိဘများနှင့်တွေ့ဆုံဆွေးနွေးရလေသည်မောင်ကျော်တင့်မှာမိဘများမရှိတော့ဘဲအတော်များနှင့်သာနေထိုင်နေရရှာသည်ဆရာတော်ကမောင်ကျော်တင့်အားသွားရောက်ဆွေးနွေးခေါ်လိုသောအခါအတော်များမှဝမ်းသာအားရဖြင့်ခွင့်ပြုခဲ့တဲ့ကဲ့သို့မောင်ကျော်တင့်ကိုယ်တိုင်မှလည်းစိတ်ဝင်တစားဖြင့်လိုက်ပါလာခဲ့လေသည်မောင်ကျော်တင့်မှာဆရာတော်ဥညင်ရမျက်မမြင်ပညာသင်ကျောင်း၏ပထမဆုံးကျောင်းသားတဦးလည်းဖြစ်ခဲ့ရပေသည်မောင်ကျော်တင့်သည်ကျောင်း၌ဘဝတူကျောင်းသားများမရှိသေးတော့လဲသင်ပေးသမျှပညာရည်များကိုစိတ်ပါဝင်စားစွာကြိုးပမ်းသင်ယူလေသည်ဒုတိယရောက်ရှိလာသောကျောင်းသားမှာအသက်26နှစ်ခန့်ရှိခင်ဦးမြို့နယ်ဝမ်းကြီးရွာ၌နေထိုင်သောမောင်သိန်းလင်းဆိုသူဖြစ်သည်မောင်သိန်းလင်းသည်ထူးခြား၍ကြိုးလဲကြိုးစားသည်ဆရာတော်ကျောင်းဖွင့်ရန်စိတ်ကူးမရှိခင်ကပင်၎င်းနေထိုင်ခဲ့သည့်ခင်ဦးမြို့နယ်မှရွှေဘိုမြို့နယ်အထိတကူးတကလာရောက်လျက်ပညာသင်ယူနေသူတဦးဖြစ်သည်မောင်သိန်းလင်းသည်ကြားရွာ၌အတိမိတ်ဆွေတဦး၏အိမ်တွင်တဲခိုနေထိုင်ခဲ့ပြီးအစမ်းစာပေများကိုစတင်သင်ကြားနေခဲ့သည်ဆရာတော်ဥညင်ရမှလည်းထိုအချိန်ကဖခင်ကြီးအားပြုစုရင်းတစ်ဖက်ဖြင့်အလင်းသင်သလိုသင်ပေးနေရသည်ယခုကျောင်းဖွင့်သောအခါကောင်းစွာတက်မြောက်ခြင်းမရှိသေးသောပညာများကိုဆက်လက်သင်ကြားရန်ရောက်ရှိလာရပေသည်မောင်သိန်းလင်းသည်
ကိုအားဖြင့်ညံမကောင်းတော့လဲမပြင်းမရည်ကြိုးစားသည်ဇွဲလုံးလဝရိယရှိသူတဦးဖြစ်သည်ထိုအပြင်ရဲစွမ်းတတိနှင့်လည်းပြည့်စုံပြီးထက်ထက်မြက်မြက်ရှိသည်ထိုကြောင့်လဲဆရာတော်ကျောင်းမဖွင့်မီပင်ပညာလိုလားသဖြင့်လာရောက်သင်ယူနေခဲ့သည်မောင်သိန်းလင်းသည်လက်ဆန်းစာပေအပြင်ဝါနှီးကျိန်ကျိုးစသည့်လက်မှုပညာရပ်များနှင့်လက်နှိပ်အကျော်ပြင်ပညာကိုလည်းသင်ယူခဲ့သည်မောင်သိန်းလင်းရောက်ရှိလာသောအခါမောင်ကျော်တင့်တွင်လည်းအဖော်တယောက်ရရှိခဲ့ရသည်တတိယမြောက်ကျောင်းသားအဖြစ်ရောက်ရှိလာသူမှာရွှေဘိုမြို့နယ်ခွန်တောင်းရွာမှမောင်တာမွေးဆိုသူဖြစ်သည်မောင်တာမွေးမှာအသက်28နှစ်အရွယ်ရှိနေပြီးမျက်စိမမြင်ရတော့လဲလဲလဲဝဲဝဲရှိသည်မောင်တာမွေး၌မိဆုံးဖဆုံးရှိနေပြီးမောင်နှမများလည်းရှိနေသည်မိခင်ဖခင်တို့နှင့်ညီကိုမောင်နှမများကမောင်တာမွေးအားအလိုလိုက်အကြိုက်ဆောင်စေခြင်းကြောင့်မောင်တာမွေးမှာအိမ်တွင်မိမိစိတ်ကြိုက်ပြောဆိုနေထိုင်စားသောက်ခွင့်ရရှိနေကမိသားစုအားလုံးပေါ်ဗိုလ်ကြခွင့်ရရှိနေသူတူလည်းဖြစ်ပါသည်ထို့ကြောင့်ဆရာတော်ဦးညင်ရတို့မှမောင်တာမွေးအားတွားရောက်ခေါ်ယူသောအခါမိခင်ကြီးမှဖြစ်မှာမဟုတ်ပါဘူးတော့စားရေးတောက်ရေးကအစကြီးများတဲ့ကျုပ်သားနဲ့ဒီလိုအကြောင်းမျိုးကြိုက်မှာမဟုတ်ဘူးစားရေးတောက်ရေးထက်သူ့ဘဝအတွက်ပညာရေးကပိုးပြီးအရေးကြီးတယ်မလားတက္ကမကြီးရဲ့ဒါပေမဲ့ပညာရေးမှလည်းထင်သလိုဖြစ်လာမှာမဟုတ်ပါဘူးဖေ။မျက်စိမမြင်တဲ့သားကိုအိမ်မှာပဲထားပါရစေ။သူ့ကိုအိမ်မှာပဲစိတ်ချပါတယ်။သူပညာတွေတက်သွားတော့ရောဘာလို့စားလို့ရမှာလဲ။အိမ်မှာပဲကောင်းကောင်းမွန်မွန်စိတ်ချလက်ချထားပါတော့မယ်။မိခင်ဖြစ်သူမှာမောင်တာမွေးအတွက်စိတ်မချတဲ့ကဲ့သို့မျက်မမြင်ပညာသင်ကြောင်းဟူသည်ကိုလည်းသိလည်းမသိကြားလည်းမကြားဘူးသေးသောကြောင့်မဖြစ်နိုင်ပါဘူးဟုသောစကားကိုသာဆက်ခါပြောဆိုလျက်တွင်ကြီးညှင်းဆိုနေလေသည်မောင်တာမွေးမှမူပညာသင်ကြားရန်စိတ်ဝင်စားမှုရှိနေတော့လဲမိခင်ကြီးစကားကိုလည်းမငင်းပဲသူကိုယ်တိုင်ကလည်းလိုက်မီမလိုက်မီကိုချက်ချင်းမဆုံးဖြတ်သေးပဲကျုပ်လာပြီးလေ့လာအောင်မယ်ဗျာအခြေအနေပေးရင်လည်းပေးမပေးရင်လည်းမပေးသလိုပေါ့အခြေအနေကိုတော့ကြည့်ကျင်သေးတယ်ဗျာအေးပါကွာမင်းလေ့လာအောင်မယ်ဆိုရင်လဲလာပြီးလေ့လာအောင်ပေါ့တို့ကတော့မင်းကိုငါတို့ပညာတွေတက်ထားသလိုတက်သွားစေခြင်းနဲ့စန္ဒနဲ့ပါအရှင်ဖျားကသာပါရမီရှင်ဖို့ဒီလိုပညာတွေတက်သွားတာပါကျုပ်တို့သားကတော့ဖြစ်နိုင်မယ်မထင်ပါဘူးဖျားအေးလေစောင့်ကြည့်ပြီးလေ့လာအောင်ပေါ့မောင်တာမွေးမိခင်ကြီးမှာလိုက်သားရန်တိုက်တွန်းပြောဆိုမှုလုံးဝမရှိပဲသဘောမတူကန့်ကွက်နေခြင်းကြောင့်ဆရာတော်ဦးညင်ရတို့မှပြန်လာခဲ့ကြရသည်သို့သောတရက်၌မောင်တာမွေးသည်လာရောက်လေ့လာမည်ဟုဆိုကာကျောင်းသို့ရောက်ရှိလာပေသည်ကျောင်း၌တူရိယာတီးမုတ်တန်တို့ကိုကြားလိုက်ရသောအခါမောင်တာမွေးစိတ်ဝင်စားသွားသည်ပညာသင်ကြားသည့်အဆောင်အိတ်ဆောင်တို့ကိုတီးခြားစီခွဲထားကြောင်းသိရှိလိုက်ရပြီးမောင်ကျော်တင့်နှင့်မောင်သိန်းလင်းစသည့်ဘွားတူကျောင်းသား2ဦးနှင့်လည်းခင်မင်ခွင့်ရရှိလိုက်သည်ထို့အပြင်မောင်တာမွေးစိတ်ဝင်စားပြီးအထူးနှစ်ချိုက်သွားသည်မှာရွာထဲမှအလူရှင်တဦးကကျောင်းသို့ကြက်သားဝက်သားစသည့်ဟင်းကောင်းများလာရောက်လှူဒန်းသဖြင့်မောင်တာမွေးမှာလာရောက်လေ့လာလေပတ်သည့်နေ့မှာပင်ဟင်းကောင်းများဖြင့်စားတောက်လိုက်ရသောကြောင့်ဝမ်းသာပျော်ရွှင်သွားခဲ့ရသည်ဤသို့ဖြင့်နောက်ရက်များ၌အထုပ်အပိုးများနှင့်ပညာသင်ကြားရန်ရောက်ရှိလာတော့သည်ဆရာတော်ဦးညေရနှင့်ဆရာကိုမြင့်ပိုင်တို့ဆရာ2ဦးသည်ကျောင်းသား3ယောက်ကိုနေ့စဉ်ပညာသင်ကြားပေးလျက်ရှိနေစဉ်တစ်နေ့၌ကနီမျက်မမြင်ကျောင်းမှမောင်ဦးဆိုသည့်အသက်14နှစ်အရွယ်ကျောင်းသားတဦးကိုပို့လွတ်ပေးလေသည်ကနီမျက်မမြင်ကျောင်းသည်ဆရာတော်ဦးညင်ရကိုယ်တိုင်မောင်ထွန်းရှိအဖြစ်နှင့်အလုတ်ယုံတီထောင်ခဲ့သောနေရာပင်ဖြစ်ပြီးအလုတ်ယုံမှတဆင့်မျက်မမြင်ကျောင်းသို့ပြောင်းလဲလိုက်ခြင်းဖြစ်လေသည်မောင်ဦးသည်ဆရာတော်ဦးညင်ရကျောင်း၌စတုထမြောက်ကျောင်းသားအဖြစ်စည်ရင်းဝင်ခဲ့လေသည်ထို့နောက်ကနီမြို့မျက်မမြင်အလုတ်ယုံတွင်နေထိုင်လုပ်ကိုင်ခဲ့ဘူးသည့်မျက်မမြင်မောင်ဝင်းမြင့်ဆိုသူမှလည်းဆရာတော်ကျောင်း၌ပညာသင်ရင်းဝေယဝစ္စများကူညီလုပ်ကိုင်ပေးရန်ပစ္စမမြောက်ကျောင်းသားအဖြစ်ရောက်ရှိလာခဲ့လေသည်ဆရာတော်သည်မျက်မမြင်ကျောင်းသားများအားလက်ဆန်းစာပေလက်မှုပညာစသည်တို့နှင့်ဒုရိယာပစ္စည်းအတိအမှုတ်တို့ကိုသင်ကြားပေးလေသည်ထို့သို့သင်ကြားပေးနေစဉ်မောင်တာမွေးမှာလက်မှုပညာများကိုလွယ်ကူကူဖြင့်လင်းမြန်တက်မြောက်သွားသဖြင့်တောင်းဖြာကျိုးရက်လုတ်သည့်တက်ပညာများကိုတခြားကျောင်းသားများအားတဆင့်ပြန်လဲသင်ကြားပို့ချပေးနေရသည်
ဤသို့ဖြင့်မျက်မမြင်ကျောင်း၌ဆရာ2 ဦးကျောင်းသား5 ဦးစုစုပေါင်း9 ဦးဖြင့်ဆရာတော်ဦးညီရရည်မှန်းထားသည့်အတိုင်းရည်ရွယ်ထားသည့်အတိုင်းအစစအရာရာအောင်မြင်စွာလဲပတ်လာနိုင်ခဲ့သည်ကျောင်းသားများအားလုံးသည်လည်းကျောင်း၌ပျော်ပျော်ရွှင်ရွှင်ပညာများကိုကြိုးကြိုးစားစားသင်ကြားနေရသည်ကျောင်းသားများ၏စားဝတ်နေရေးနှင့်တကွကျန်းမာရေးပညာရေးတို့ကိုလည်းဆရာတော်မှအစစအရာရာတာဝန်ယူပေးလေသည်မျက်မမြင်ကျောင်းသည်ထိုကဲ့သို့အောင်မြင်မှုအတိုင်းအတာတစ်ခုရရှိလာသည့်အတွက်ဆရာတော်ဦးညီရသည်1993ခုနှစ်ဖေဖော်ဝါရီလ6ရက်တဘိုရဲလာပြည့်နေ့၌ကြားရွာလူကြီးမိဘများနှင့်အနီးနားကျွေးရွာများမှဧည့်သည်များကိုဖိတ်ကြား၍ကျောင်းဖွင့်ပွဲနှင့်အောင်ပွဲကိုစီကားတိုက်မြိုက်စွာကျင်းပနိုင်ခဲ့ပါသည်ကျောင်းဖွင့်ပွဲနှင့်အောင်ပွဲကိုစီကားတိုက်မြိုက်စွာကျင်းပပြုလုပ်ပြီးကျောင်းသားများကိုလည်းပညာဆက်လက်သင်ကြားပို့ချနိုင်ခဲ့ပါတယ်။သို့တော်လည်းမကြာမီလများအတွင်းကျောင်း၌ရန်ပုံငွေပြက်လက်မှုနှင့်ရင်ဆိုင်ကြုံတွေ့ခဲ့ရသောကြောင့်ဆရာတော်သည်ကျောင်းသားများအားမိမိတို့နေရက်သို့ပြန်ခိုင်းလိုက်ရကာကျောင်းကိုလည်းခေတ္တမျှပိတ်လိုက်ရတော့လေသည်။ဖွင့်ပွဲနှင့်အောင်ပွဲကျင်းပပြုလုပ်ပြီးပြန်ပိတ်ခဲ့ရသည့်ထူးခြားသည့်ကျောင်းပါပဲ။